wandering mind ရှိတဲ့ပုဂ္ဂိုလ်စိတ်လွင့်တဲ့ပုဂ္ဂိုလ်တွေဟာပျော်ရွှင်မှုရှာရခက်ပါတယ်အဲ့ဒါကြောင့်ဘုန်းဘုန်းတို့အများကြီးဟုတ်ပါဘူး3မိနစ်လောက်တရားထိုင်အဲ့လို3မိနစ်တရားထိုင်တော့ဆိုလုပ်ငန်းခွင်မှာတရားထိုင်စီချင်လုပ်ငန်းခွင်မှာ3မိနစ်လောက်အချိန်လေးရပြီးတော့တရားထိုင်စီအခုခါတရားထိုင်တဲ့အခါမှာစိတ်ကိုတနေရာထဲမှာလုံးဝဘဲမှမသွားအောင်ထိုင်နေနည်းမဟုတ်ပါပရမဆုံးဝင်လေထွက်လေကိုကြည့်မယ်ဒါကတော့စိတ်ရဲ့အာယုံပြုစရာမူလအာယုံလေးရအောင် primary object လို့ခေါ်ပါတယ်ဒီ primary object လေးရဝင်လေထွက်လေပါပြီးရင်စိတ်ကိုဒီလုပ်ငန်းခွင်တွေကိုပြန်ပို့ကြည့်အိမ်ကနေအလုပ်သွားတာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်အိမ်မှာပဲဖြစ်ဖြစ်ဒီ negative emotion တွေဖြစ်တဲ့အခါအဲ့ဒီအချိန်လေးတွေကိုပြန်တွေးပြီးတော့အဲ့ဒါကိုဘာ emotion လို့ဆိုတာအတိမပြုပြလိုက်ပါ register လုပ်လိုက်ပါ register လုပ်ပြီးရင်ဝင်နေထွက်လေကိုပြန်ကြည့်လိုက်ဝင်နေထွက်ပြန်ကြည့်လိုက်ပြီးနောက်တစ်ခုပြန်တွေးကိုယ့်ရဲ့ stress ကိုယ့်ရဲ့ stress ကို identify လုပ်နိုင်အောင်ဥပမာစကားပြောတဲ့အခါမှာကိုယ်စိတ်တိုင်းမကြလို့ကိုယ်စိတ်ထဲမှာ irritated ဖြစ်ပြီးတော့အတန်လေးမြင့်ပြီးတော့ပြောမိတဲ့အချိန်လေးတွေရှိတယ်။အဲဒီအချိန်တွေကဘယ်နေရာမှာတော့ customer နဲ့လားအတီးဟိုတဲ့လုပ်ဖို့ခံတဲ့တွေနဲ့လားအစည်းအဝေးထဲမှာလားအိမ်မှာလားကားဆရာတွေနဲ့လားတယ်လီဖုန်းနဲ့မှာလား persistent ဖြစ်တဲ့ပုဂ္ဂိုလ်တခါတည်းကိုယ်အတန်မြင့်ပြီးတော့ပြောလိုက်တယ်အဲ့ဒီအချိန်မှာ emotion ပြောင်းသွားအဲ့လိုမျိုးလားအဲ့ဒါလေးတွေကိုလည်းပြန်ပြီးတော့အဲ့မှာဘာ emotion ဖြစ်တာပါလဲအဲ့ emotion လေးကိုအတိမတ်ပြုလိုက် accept လုပ်လိုက်ပြီးရင်ဝင်နေထွက်လေပဲပြန်ကြည့်လိုက်အဲ့လို emotion ကို2ခု3ခုလောက် identify လုပ်နိုင်ဒီ3မိနစ်က3မိနစ်ရဲ့ရည်ချက်ကပြည့်မြောက်ပါဒါပေမဲ့ဒီထဲမှာနံပါတ်1ကကိုယ့်ရဲ့ emotion နံပါတ်2ကတော့ကိုယ်လုံးဖို့ခိုင်းတဲ့ emotion မဟုတ်နဲ့ကိုမိသားစုကြရ emotion အဲ့ဒီဟာကိုခံစားမိလုပ်ကြည့်ပါနော်ကြိုးစားကြည့်ပါအဓိကတော့ stress ရဲ့ stress ဆိုတဲ့ stress ရဲ့ sources တွေကိုများသတိထားမိဖို့များသတိထားမိပြီးတော့သူတို့ကိုအတိမပြုဖို့ suppress မလုပ်ဖို့ဒါလေးအဓိကထားပါကဲဘုန်းတို့3မိနစ်လောက်တရားထိုင်မယ်တရားထိုင်မယ်ဝင်လေထွက်လေ10မိနစ်လောက်ကြည့်ပါဝင်လေထွက်လေ10မိနစ်လောက်ကြည့်ပါခါတိုင်းထက်ဝင်နေထွက်လေနည်းနည်းလေးအားဖို့ဆိုင်ပေးပါ slower and deeper breathing slow and deep breathingအခုလုပ်ငန်းခွင်တွေကိုပြန်တွေးကြည့်ပါစီဝေးထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ team work ထဲမှာပဲဖြစ်ဖြစ် customer တွေနဲ့ပဲဖြစ်ဖြစ်စိတ်ထဲမှာ irritated ဖြစ်တာတွေစိတ်ထဲမှာ anxious ဖြစ်တာတွေ worry ဖြစ်တာအဲ့ဒါတွေကိုအတိမပြုပါအတိမပြုပြီးကိုယ်ကိုအပြစ်မတင်နဲ့နော် don't blame yourself တခြားလူလည်းပဲအပြစ်မတင်နဲ့ကိုယ်လည်းအပြစ်မတင်နဲ့ဒီ emotion ဖြစ်နေတယ်ဆိုတာလေးကိုပဲအတိမပြုလိုက်ပါ
stress ဖြစ်တဲ့ဟာလေးပြန်တွေးပါမိမိကိုအပြစ်တင်တဲ့စိတ်သူတို့ဘာကိုအပြစ်တင်ခြင်းနဲ့စိတ်အဲ့ဒီစိတ်ကိုလည်းတခါတည်းပဲအတိမတ်ပြုပေးပါအဲ့ဒီစိတ်တွေ suppress မလုပ်နဲ့သူနောက်လည်းပဲလိုက်ပါမသွားနဲ့ကြည့်ပါပြီဒါ3မိနစ်ပဲ3မိနစ်အတွင်းမှာရတဲ့ရလဒ်က stress တွေကို focus လုပ်တတ်တဲ့ stress ရှိတယ်ဆိုတာကိုဒီမှာပြုတယ်အဲ့ဒီ stress တွေဖြစ်လာတဲ့အခါမှာအလိုလိုနဲ့ automatic subconsciously ကိုယ်အပြစ်တင်တာတွေသူများအပြစ်တင်တာတွေအဲ့ဒီအချင်းလေးကိုသိတာသိထားတဲ့အခါကျတော့သူ့ကို regulate လုပ်လို့ရတယ် emotional regulation ဆိုတာလေ emotional regulation ဆိုတာအဲ့ဒါ EQ ရဲ့အဓိကကျတဲ့စိတ်ပိုင်းညာနဲ့တကွာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပြည်တွင်းပြည်ပနောက်ပြီးတော့ကမ္ဘာသူကမ္ဘာသားအားလုံးဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေလောကရေးရဓမ္မရေးရနှစ်ဖြာစလုံးမှာကြိုးစားသမျှအောင်မြင်ကြပါစေကြိုးစားသမျှအောင်မြင်ကြပါစေကြိုးစားသမျှအောင်မြင်ကြပါစေမိမိကောင်းကျိုးအများကောင်းကျိုးပူးတွဲပြီးတော့တို့ရဲ့တဲ့ပု္ပ္ပာနိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေ